9ရက်3လ2025ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့နိုင်ငံရေးစီရေးထူးခြားသတင်းဆိုတော့နိုင်ငံရေးသတင်းနှစ်ပုဒ်ပြောဖို့ရှိတယ်ကမ္ဘာနိုင်ငံရေးသတင်းနဲ့ပဲအရင်စပါမယ် Elon Musk Donald Trump ဒီစုံတွဲအကြောင်းလေးနဲ့အရင်ပြောရမှာပေါ့ဒီစုံတွဲအကြောင်းလေးမပြောခင်လဲကျွန်တော်နားထောင်ရဘူးတဲ့ဆရာတော်တပါးရဲ့သူရဲ့ဟောပြောမှုပေါ့နော်ဟောပြောရမှာအဲ့ဟာလေးလည်းထည့်ပြောရမှာပေါ့သူရဲ့တန်ခါတွေကိုသူကမေးတယ်ပေါ့သူရဲ့တပည့်တန်ခါတွေကိုရဟန်းတန်ခါတွေကိုရဟန်းတို့ပေါ့သူရဲ့ကိုတော်တို့ပေါ့တကယ်လို့ပေါ့မွေးခြင်းနဲ့ဆိုရင်နဲ့ကြက်မွေးကြတယ်တကယ်တော့ဒီရဟန်းတန်ခါတွေဆိုတာကမွေးမြူလုတ်ပိုင်ခွင့်မရှိဘူးလေနော်မွေးပိုင်ခွင့်မရှိဘူးဆိုတော့ဝီနီတော်ရာကန့်သတ်ထားတာရှိတယ်ရဟန်းတွေကကြောင်သွားတာပေါ့တန်ခါတွေကကြောင်သွားတာပေါ့ဗျာဒီကိုတော့ပါပြောနေရလဲပေါ့ငါတို့ဆရာတော်ဘုရားပါပြောနေရလဲပေါ့ကြောင်သွားတာအဲ့ချိန်မှာအဲ့ဆရာတော်ဘုရားဆက်ပြောတယ်အေးတဲ့မင်းကြက်မွေးတယ်ဆိုရင်နဲ့မင်းကြုတ်စားရတယ်တဲ့ဒါပေမဲ့မနာလိုစိတ်တော့မမွေးနဲ့တဲ့မနာလိုစိတ်မွေးရင်တော့ကြက်မွေးတာမှကြက်ဥစားရအောင်ပဲပေါ့ဗျာမနာလိုစိတ်မွေးတယ်ဆိုရင်တော့ပါညာပေါ့ဒါတရားစဟောတယ်ပေါ့ဗျာနော်အဲ့လိုလေးဆက်ပြောတယ်ဒီလိုပဲ Donald Trump ကလည်းမနာလိုစိတ်မွေးခဲ့Donald Trump ကဘယ်သူတွေပေါ်မှာမနာလိုစိတ်မွေးခဲ့ရလဲဆိုရင် liberal နိုင်ငံရေးသမားတွေပေါ်မှာမနာလိုစိတ်မွေးခဲ့တာတကယ်တော့ Donald Trump ရဲ့ personality ကဥပမာဗျာကျွန်တော်သိသလောက်ဆိုရင်1993မှာသူရွေးကောက်ပွဲဝင်ခဲ့တယ်အဲ့ရွေးကောက်ပွဲကသူကနိုင်ရင်လုံးမဟုတ်သမ္မတရွေးကောက်ပွဲဝင်ခဲ့တာသူရဲ့ CY image တောင်းလို့ပြီးတော့သူရဲ့ profile တောင်းလို့ CY အောင်မြင်လာပြီဆိုတဲ့အချိန်မှာသူရဲ့ profile တောင်းလို့ဒါ comedy series တွေရိုက်ခဲ့တယ်ပြီးတော့ဒီနိုင်ငံရေးလောကတွေကိုပြောင်းဝင်ရောက်လာခဲ့တယ်ပြီးတော့သူရဲ့ smack ဖြစ်တဲ့အတွေးခေါ်တွေရှိတယ်သူရဲ့အတွေးခေါ်တွေထဲမှာသူရဲ့တိုက်ပွဲဝင်စိတ်တွေသူရဲ့တိုက်ပွဲဝင်စိတ်ကအရန်ကြီးတယ်ရေလံမိုက်တယ် shade ဒါပဲအဲ့တော့ကျွန်တော်ကြိုက်တယ်သူရဲ့ personality ကိုကြိုက်တယ်သို့တော့ပြီးတော့ဒီသူ first time တမလားဖြစ်တဲ့အချိန်မှာလည်းသူရဲ့လုံမှုဆောင်တာအနေနဲ့လူတစ်ယောက်ကဗျာကျွန်တော်ဘယ်ဖြစ်ဒါဘယ်သူမဆိုပေါ့နော်ဘယ်သူမဆိုကိုဘဝတွေဖြစ်တည်မှုတွေမတူတဲ့အခါမှာဦးဆောင်ဝင်အခန်းကဏ္ဍတစ်ခုကိုရောက်လာတဲ့အခါကျရင်ကိုယ့်ရဲ့ဘဝဖြစ်တည်မှုရပုံစံသွင်းညင်ကြတာမျိုးတွေရှိတယ်ကိုလှုပ်ချင်တဲ့အကောင့်တွေပေါ်ချင်ကြတာရှိတယ်ဒါတယောက်နဲ့တယောက်နဲ့မတူဘူးအဲ့တော့ first time Donald Trump တမလားဖြစ်တဲ့အကောင့်တွေပေါ်ခဲ့မှုလို့ကျွန်တော်တို့တူပြောကြမရှိဘူးသို့တော့သူအိန္ဒိယဘဝရောက်သွားတယ်ပေါ့ဒီ Democratic Party ကိုရှုံးသွားတယ်ဂျိုဘိုင်ဒန်တက်လာတယ်အဲ့ဒီအချိန်မှာသူ့ရဲ့တိုက်ပွဲဝင်စိတ်သူဘဝတတာမှာသူမွေးမြူခဲ့တဲ့တိုက်ပွဲဝင်စိတ်အဲ့ဟာသူ့ကိုတွန်းအားဖြစ်စေတယ်သူဒီတိုင်းပဲသူတိုက်ပွဲဝင်ခဲ့တယ်လွတ်တော်စီးနှင်းမှုတွေသူဖြစ်ခဲ့တယ်အဲ့အိန္ဒိယဘဝမှာသူက liberal နိုင်ငံရေးသမားတွေ liberal အတွေးခေါ်တွေရှိရသူရဲ့အပေါ်ကိုသူရဲ့အထင်သေးစိတ်ပေါ့သူကစနစ်ကြတယ်ဗျပြီးတော့သူကောင်းကောင်းတွေးခေါ်တဲ့သူတယောက်ဖြစ်တယ်အဲ့တော့ကောင်းကောင်းတွေးခေါ်သူ့အတွက်တော့သူတော့ကောင်းကောင်းတွေးခေါ်တတ်တယ်အဲ့မှာတစ်ဖက်မှာသူ့ကိုယ်သူယုံကြည်မှုလွန်ကဲပြီးတော့ liberal နိုင်ငံရေးသမိုင်းကိုရော liberal နိုင်ငံရေးသမားတွေအပေါ်မှာရောသူစော်ကားခဲ့တယ်တကယ်တော့သူကလက်ရဆုံးမဟုတ်ဘူးလက်ရဆုံးတယောက်မဟုတ်ဘူးသူ့ရဲ့အတ္တကပဲသူ့လက်ရဆုံးစီမှာရက်တီဖို့ကိုတွန်းထုတ်လိုက်တာလက်ရဆုံးကိုအရန်ကြီးယုံကြည်ရတယ်တော့မဟုတ်ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒေါ်နယ်ထရန့်ဘာမှမယုံကြည်ဘူးเนาะအဲ့ဒါကိုသိကြရင်ခုနပြောတဲ့သူဝင်ခဲ့1993ရွေးကောက်ပွဲဘယ်ပါတီကိုကိုစားပြုပြီးတော့ဝင်ခဲ့ရလဲပါညာတာကအဲ့အရှိဟာတွေလိုက်ကြည့်လိုက်เนาะသူမှာသူကသူ့ကိုယ်သူယုံကြည်တာเนาะနိုင်ငံရေးယုံကြည်အောင်မသူကစီးပွားရေးသမားနေလားဘောက်တိုက်ပွဲဝင်နေသူကြောင်းနေနဲ့လားသူကကျွန်တော်သူ personality ကအဲ့ဒါကြိုက်တယ်ဆိုတာအဲ့ဒါဆိုတော့ထားပါအဲ့မှာ liberal နိုင်ငံရေးသမားတွေပေါ်မှာနည်းနည်းလေးသူကြက်မမွေးပဲနဲ့သူမနာလိုစိတ်မွေးခဲ့တယ်အဲ့သူအာနာပြန်ရလားဘာအာနာပြန်ရလည်းမထူးဆန်းအောင်သူကအချက်လက်တွေဒါတွေကိုစီးစစ်တယ်ပြီးတော့ငကိုတွေကစနစ်ကြတဲ့လူတယောက်ဖြစ်တယ်သူ့ဘေးနားမှာပတ်ဝန်းကျင်မှာသူကစီးပွားရေးလောကမှာကတည်းကတကယ်ထိတ်တန်းခေါင်းဆိုတဲ့ကောင်တွေကိုသူ့ဘေးနားမှာသူအမြဲဆွဲခေါ်ထားတဲ့သူတယောက်ဖြစ်တယ်ဒီလိုလူတယောက်တမန်ပြန်ဖြစ်ပြီးတော့နိုင်အောင်ပွဲရလာရလဲထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့ခုနပြောတဲ့သူမွေးကြက်မမွေးဘဲနဲ့မနာလိုစိတ်မွေးခဲ့တာဒုတိယတမန်ဖြစ်တဲ့ချိန်မှာအားလုံးသိကြရဲ့ဒီနေ့ဒီချိန်မှာခုနပြောတဲ့စီးပွားရေးကန့်သတ်မှုတွေပြီးတော့ကိုယ့်ရဲ့မိတ်ဆွေပေါ်မှာမိတ်ဆွေမပီးသားမှုတွေအဲ့အရာတွေပြုလုပ်ခဲ့တယ်သူတယောက်တည်းပြုလုပ်ခဲ့တာမဟုတ်ဘူးဒီခုနပြောတဲ့သူ့ရဲ့ cover လေးပေါ့နော် Donald Trump ကဒီ Donald Trump ရဲ့ cover လေး Elon Musk ဂျားဝင်ခဲ့တဲ့အချိန်ဖြစ်သွားတယ်အဲ့တော့ဒီနေ့ဒီချိန်ဆို American ပြည်သူရောဥရောပမှာရှိတဲ့သူတွေရောအားလုံးရှင်းတယ် American ဆိုတော့ကမ္ဘာနိုင်ငံတွေကဩဇာလွှမ်းမိုးတဲ့နိုင်ငံဖြစ်တယ်ကမ္ဘာနိုင်ငံတွေကိုပဲဩဇာလွှမ်းမိုးတာမဟုတ်ဘူး American သမ္မတကက
ကမ္ဘာနိုင်ငံပြည်သူလူထုကလည်းအမေရိကန်နိုင်ငံရေးပေါ်မှာ affect ပြန်ဖြစ်တယ်ဆိုတော့အဲ့ effective ဖြစ်မှုအထူးသဖြင့်ဥရောပပြည်သူတွေပေါ့ဗျာ effective ဖြစ်တယ်ဥရောပမှာလည်းဒါ Tesla ကို point call လုပ်ကြတယ်အခုဂျာမနီတို့ပြင်သစ်မှာဆိုရင်များကျွန်တော်မနက်ကရုပ်တရက်ကြီးလိုက်ရတဲ့တဲ့မှာဆိုဒါကားမီးရှို့မှုတွေပိုင်တာဖြစ်တယ် Tesla ကိုအဲ့လောက်ဒီ point call လုပ်တဲ့အခြေအနေဖြစ်တယ်ကျန်တဲ့ဒေသတွေလည်းအထင်မြန်ကူးဆက်သွားဖို့ရှိတယ်နော်ကူးဆက်သွားဖို့ရှိတယ် Tesla ကို point call လုပ်တဲ့နေရာမှာအဲ့တော့ Elon ကတော့ဒါသမ္မတ Donald Trump ရွေးကောက်ကျန်းကျင်သစ္စာဆိုပြီးတော့ဒီနေ့ဒီချိန်ဒီအနုလက္ခဏာတွေပဲ Elon မှာတော့ဖြစ်နေတယ်ပေါ့ဗျာနော်သူရဲ့စီးပွားရေးနဲ့ပတ်သက်လို့အနုလက္ခဏာတွေပဲဖြစ်နေတယ်ပြောချင်တာကပါလေမနာလိုစိတ်မွေးခဲ့တာနော်ကြက်ပဲမွေးပါကျုပ်စားရတယ်ဒေါ်နယ်ထရန့်မနာလိုစိတ်မွေးမိရဲ့ liberal နိုင်ငံရေးသမားတွေပေါ့မှာ liberal နိုင်ငံရေးသမားတွေဆိုတာကမ္ဘာမှာစည်ရေးကာလအလွန်ဒီနေ့ဒီချိန်ထိဖြစ်လိုက်ခဲ့ဟာလာကမ္ဘာပြက်လူဆဲဆဲပြဿနာတွေ issue တွေကိုဖြေရှင်းခဲ့တာအဲ့ဒီ liberal နိုင်ငံရေးအတွေ့ခေါ်ပဲဘလောက်နိုင်ငံရေးအကြက်တဲတွေ့တစ်ချိန်မဟုတ်တစ်ချိန်တနည်းနည်းနဲ့တော့ဖြေရှင်းနိုင်ခဲ့တာ liberal နိုင်ငံရေးသမားတွေရဲ့အစဉ်လာပဲဖြစ်တယ်ကျွန်တော်တို့ကတော့ liberal နိုင်ငံရေးအတွေ့ခေါ်ပေါ်မှာအပြေအဝယုံကြည်ချက်ရှိတယ်လို့ပဲကျွန်တော်ပြောပြစီအဲ့တော့ဗျာဒါလေးပြောချင်တာဒါတော့နောက်တစ်ခုကတော့ကျွန်တော်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရဲ့အောက်မှာရှိနေကျွန်တော်တို့ညီကောင်မောင်နှမတွေစစ်တပ်ကပြည်တွင်းမှာလှုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေပြန်မလာဘူးအဲ့တော့မင်းအောင်လှိုင်ကနေ okay အားဆိုရင်ပြည်တွင်းမှာရှိနေတဲ့သူတွေကိုပေးမထွက်နဲ့ဆိုပြီးရက်ပစ်လိုက်တယ်ပေးထွက်တဲ့လူဒန်းစားတစ်ခုပဲရှိတယ်အဲ့ဒါပါလဲ OWIC cat regulation မှာဥပဒေရလုံထုံးလုံနည်းရထွက်လို့ရသေးတဲ့ဟာက OWIC cat ရထားတဲ့သူတွေ OWIC cat လုပ်ပေးမှုလည်းရပ်ထားတယ်ရထားတဲ့သူတွေကတော့ထွက်လို့ရတယ်ကျန်တဲ့လူမျိုးတွေထွက်လို့မရဘူးသူတို့စစ်ဖို့ကြုံဒါသမီးတွေမပါမြန်မာပြည်မှာရှိတဲ့စစ်ကောင်စီအုပ်ချုပ်ရေးရန်ထဲမှာရှိနေတဲ့တာမန်ပြည်သူလူထုကတော့စစ်ဖက်နဲ့အောက်မှာပြဝတ်ကြသူတို့စစ်ဖို့ကြုံတွေရဲ့သားတွေသမီးတွေရဲ့သူတို့စစ်ဖို့ကြုံတွေရဲ့ဖက်နှက်ကိုရှူမလားသူတို့စစ်ဖို့ကြုံတွေရဲ့သားတွေသမီးတွေရဲ့ဖက်နှက်ကိုရှူမလားတခုခုပဲရှူပြီးနေကြမနေနိုင်လဲဆိုရင်အောက်လန်းကနေနိုင်ငံခြားကိုထွက်ကြလွမြောက်နေမျိုးကိုခိုးလုံကြစကားပြောတာအကြမ်းမြင်မဲ့ခေတ်ဆက်ဆက်ဒီတိုင်းဖြစ်ခဲ့တာပဲဖြစ်တယ်ကျွန်တော်တို့ရဲ့မျိုးဥတော်လည်းအောင်ရမည်